အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါတယ်ဒီနေ့ည German Bundesliga ရဲ့ပွဲကြီးပွဲကောင်းဖြစ်တဲ့ Freiburg နဲ့ Bayern Munich တို့ရဲ့ပွဲကိုအမြန်ဆုံးသုံးသပ်ပေးသွားပါမယ် Bayern ကတော့ဒီယာဒီမှာ69ခုအထိတွင်ထားပြီးဇယားထိပ်မှာ6မှတ်ဖြတ်ကဘိုးဆွဲဖို့အခြေအနေအကောင်းဆုံးဖြစ်နေပါတယ်အဝေးကင်း73ပွဲဆက်ရှုံးပွဲမရှိသလိုတပွဲပြမ်းမြ3ခုနီးပါးတွင်းယူနေတာပါတစ်ဖက်က Freiburg ကလည်းဥရောပဝင်ခွင့်အတွက်အမှတ်လိုနေသလိုအင်ကွင်းမှာအမြဲရုန်းကန်တတ်တဲ့အသင်းပါဒါပေမဲ့ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး9ချိန်မှာဘိုင်ယန်က4ချိန်အထိအနိုင်ရထားတဲ့အသာစီးမှတ်တမ်းရှိနေပါတယ်ဒေတာတွေအရ3ခုစုံမှာရှုံးမှု80ရာခိုင်နှုန်းအထိရှိနေတာကြောင့်ဒီပွဲဟာအနည်းဆုံး4ခုနဲ့အထက်ထပ်ပေါ်လာမယ်ဂိုးအလွန်များမယ်ပွဲ over ပါပဲကျွန်တော်ရဲ့ရလခံမှန်းချက်ကတော့1-3နဲ့ဘိုင်ယန်တို့အဝေးကွင်းမှာဂိုးပြန်နိုင်သွားဖို့ရှိပါတယ်အပိုင်လိုက်ရှင်သူတွေအတွက်သူတဲ့ဂိုး over 3.5 သို့မဟုတ် 3.3 ညနဲ့ဘိုင်ယန်ဝင်းကအသေးချဆုံးပါပဲ Hurricane ဒီညမှာရောဂိုးတွေဆက်သွင်းလို့မလားတဲ့မြေကိုကွန်မန့်မှာရေးပေးခဲ့ပါဦးဒီလိုအပိုင် tips တွေအတွက် KN Football Tips ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးတဲ့ပွဲတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ